Hi guys, bro တို့ရေမင်္ဂလာပါဒီနေ့ကတော့ကျွန်တော် Minecraft မှာရက်တရာဆော့ပါမယ်ရက်တရာဆော့မယ်ဒီမှာကျွန်တော်ရဲ့ wall နောက်မှာဒီထက် wall နောက်မှာထည့်ဘူးတောင်းထည့်တယ် PLAY play PAY ကဲထားလိုက်ပါဒါဒီကောက်ရိုးရိုးသွားဆော့ရကျွန်တော်တို့ဒါပြောင်းလို့ရတယ်အဲ့ဆိုမပြောင်းမိအောင်ဒီကောက်လေးဖွင့်လိုက်နှိပ်လို့မရဘူးလားကွာချီ Okay ဒါကတော့ကျွန်တော်တခါတည်းတေးရနဲ့ဂိတ်တဲ့ပြီးပဲပေါ့နော်ဒါဖွင့်တာဒီကောက်လေးထည့်လိုက်ဒီကောက်လေးထည့်လိုက်ကိုတေးသွားတဲ့ချိန်ကျရင်မှတ်တရတယ်ရှင်း Okay let's go โอ้ရေခဲတော့မှကြားတယ်ရေပေါ်လာတော့ရေပေါ်လာတဲ့နေရာလေးမနီးမှုလေးပဲအေးညာတောင်းရေခဲတော့ဝေးသွားကျွန်တော်သိပြီးတော့မမှတ်မိတော့ဒီဘာတက်ပေးမှမကြည့်ကြိတ်ဒီနေရာလို့ပြောတတိယဒီနားမှာဘာမှမရှိဘူးကျွန်တော်ရက်တရာရက်ဘယ်နှစ်ရက်လောက်ဆိုသိဆိုဖွင့်လိုက်မယ် Okay ဒီထဲမှာဝင်ဖွင့်ဘရိုဒီဒုတိယတက်လေးနံပါတ်2နဲ့4ကိုဖွင့်လိုက်ရပြီဒီကောင်မှာ2နဲ့4ကိုဖွင့်ရပြီပေါ်လာမြင်လားဒီကသင်ပေးလိုက်ရက်တရာဒီဆက်ရက်တရာဆယ်ရက်နေရှော့မှာမသိဘူးကျွန်တော်များကျွန်တော်ဆောက်လာတယ်ခံရတော့ဆယ်ရက်နေရှော့နေရမလို့တော့ဘူးနောက်မှပြန်တွေ့ဘယ်ဟာရောက်ဒီနေ့ခေါ်ရမယ်မုံမထုတ်ပြင်ချမယ်ဘာတကယ်မုံထုတ်မှာကျွန်တော်ရင်းတက်ရတယ်တိတ်ဝါဒနာမပါဒီတိတ် view လေးရပြီဒီကလေးရပြောက်
လို့ပေါ့ဟိုမှာသိပြီဗီဒီယိုကတော့ဒီလောက်ပဲနော်ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်နောက်ထပ်ဒီတရက်တောင်မပြည့်သေးဘူးဗီဒီယိုကကျွန်တော်လည်းတိတ်ပြီးတော့ဟိုသူများတွေလိုမျိုးဗီဒီယိုဖြစ်တာလို့ပါကြတိတ်ပြီးတော့မကျွမ်းဘူးကြဟုတ်ကြဆိုတော့ကျွန်တော်ဒါတော့ဒီပုံမှာဒီလောက်နောက်ထပ်9ရက်လောက်ပြည့်ပါကျွန်တော်တခါလောက်ဘယ်လိုတွေ့ရအောင်ကျွန်တော်တွန်းဆပြမယ်ဘယ်လောက်ကောင်းလဲဆိုတာโอเคအဲဒီပုံမှာဒီလောက်ပါပဲဘယ်လိုမင်္ဂလာပါဗီဒီယိုပြန်တွေ့ကြပါမယ်ခင်ဗျာဟုတ်ကျွန်တော်တခုပြောဖို့မေ့သွားတယ်ဒါကရေးကြီးဆုံးပဲဒါကကျွန်တော်ရဲ့ပထမဦးဆုံးဒီပို့တစ်ခုဖြစ်တယ်ပေါ့ဒါပထမဦးဆုံးကျွန်တော်လုပ်တဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်တဲ့အတွက်ကျွန်တော်အားပေးကြပါလို့ကဲကျွန်တော်အားပေးတဲ့အားကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားပေးမယ်လို့မျှော်လင့်ပါတယ်โอเคနောက်မှတွေ့ကြပါမယ်